ကိုယ်ရဲ့ရှိတဲ့နှလုံးသားနဲ့တယောက်တည်းငင်ကံပြင်ပငါနာဆွေရဲ့မင်းရဲ့စကားသမျှတအိမ်လုံးတိတ်ဆိတ်ချောက်ကနေတယ်နေလမ်းတီးညာလည်းရှိမတည်နေနိုင်ဒီကဘာမှာတယောက်တည်းရှိနေသလိုတူတူမနေနိုင်တဲ့ဘဝတစ်ခုမှမျက်စိမိတ်ရှိစမတိုးခြင်း အလွမ်းနဲ့နောက်တစ်ခေါက်ကြုံနိုင်တယ်ဒီစိတ်နဲ့ကြာရှောင်းရင်တတိရတယ်ရှိမနေနိုင်ဒီကဘာမှာတယောက်တည်းရှိနေသလိုတူတူနေနိုင်တဲ့ဘဝတစ်ခုမှမျက်စိမိတ်ရှိစမတိုးခြင်းကအလားနဲ့နောက်တစ်ခါကြုံနိုင်တယ်ဒီစိတ်နဲ့ကြာရှောင်းရင်တတိယtalking